လူတော်တော်များများမသိကြတာကတော့ကြက်သွန်မြစ်ကိုဘလို့ကြော်မှအရသာရှိမလဲဆိုတာပါပဲဒီနေ့တော့ကျွန်တော်ရဲ့အနှစ်20အတွေ့အကြုံတွေကိုဝေမျှပေးသွားပါမယ်ကြက်သွန်မြစ်ကိုဒဲအိုတဲ့တမ်းမထိလိုက်ပါနဲ့အဲ့ဒီလိုကြော်ရင်ပျော့သွားပြီးအရသာလည်းမဝင်တော့ပါဘူးပထမဆုံးကြက်သွန်မြစ်ကိုအပိုင်းလေးတွေပိုင်းဖြတ်ပါကျွန်တော်တို့စီမှာတော့ကြက်သွန်မြစ်လို့ခေါ်ပါတယ်မင်းတို့စီမှာရောဘလို့ခေါ်လဲမသိဘူးနော်လီးပြီးရင်စားသစွန်းထည့်ပြီး15မိနစ်လောက်နေထားပါကျွန်တော်နေ့တိုင်းဟင်းချက်နည်းတွေတင်ပေးနေတာမို့ဒီဗီဒီယိုကိုမြင်သွားတဲ့သူတွေအသေးလေးပေးပြီးအားပေးသွားပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ပြီးရင်ရေဆေးပြီးပိုနေတဲ့စားတွေကိုဖယ်ထုတ်လိုက်ပါဒါကကြက်သွန်မြစ်ကိုကျွတ်ကျွတ်လေးဖက်စေမယ်လူဝက်ချက်ပါဒဲအိုရဲစီပူလာရဲ့အစီပါတဲ့အသားကိုအရင်ထည့်ပြီးစီထက်အောင်ကြော်ပါပြီးရင်နှက်ထားတဲ့ကသားကိုထည့်ပြီးအယောင်ပြောင်းအောင်ကြော်ပါချင်းကြက်သွန်ဖြူငရုတ်သီးစိမ်းလေးတွေထည့်ပြီးမှုေးပြီးဆက်ဆက်လေးဖြစ်လာအောင်ကြော်ပါပြီးမှနှက်ထားတဲ့ကြက်သွန်မိတ်တွေထည့်ပါပယံငပိရေခရူးစီစားကြက်သားမှုန့်ထည့်ပါမီးပြင်းပြင်းနဲ့အမြန်လေးသမအောင်မှုေပေးပါအရသာဝင်သွားပြီဆိုရင်တော့ပကံလေးထည့်လို့ရပါပြီတော်တော်လေးလွယ်ကူတယ်မဟုတ်လားဒီလိုကြော်ထားတဲ့ကြက်သွန်မြစ်ကဆက်ဆက်လေးနဲ့သမင်းမြိုင်စေပါတယ်အစာစားခြင်းစိတ်ကိုတကယ်ဖြစ်စေတယ်နော်အားလုံးပဲတပ်သွားကြပါလားခင်ဗျာ